အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်အင်းစီမျိုးတစ်ပတ်ပြေးတာပါနော်ဒါတော့ကျွန်တော်စပြီးတော့ပြေးတာပါရက်ကွက်တွေကနေထွက်ဒါဟိုမိသားဝင်းနေပေါ့နော်ကျွန်တော်မိသားဝင်းနေကနေပြီးတော့မှဒါမိသားကုန်းကျော်တရားအဲ့ကောင်ကကြတော့ပြေးလို့မရတော့တရားဟိုမှာကြတော့ဟိုဆိုတရားကတိတ်မခိုင်ဘူးလေအဲ့လမ်းပဲဖြည်းဖြည်းရှောက်ပြီးတော့ဟိုရိုက်တရိုက်ပေါ့ဒါကတော့အင်းစင်ပူတာပါနေစားထွက်နေပြီအင်းစင်ပူတာပြေးလို့မကောင်းတရားခဏလေးဖြစ်နေပြီတိုးတော့ကတရားဆိုတော့တမိုက်ခေမဟုတ်စစ်ကြံတရားဆိုတော့ကြားလာပြီဒါကတော့အင်းစင်ရဲ့ဘောလုံးကွင်းဘောလုံးကွင်းပတ်လန်းပေါ့နော်ဘောလုံးကွင်းပတ်လန်းကိုကျွန်တော်ပြေးတာပါဒါအင်းစင်ကိုကျော်တရားဒီနေ့ပြေးတာကျွန်တော်က39မိနစ်34စက္ကန့် 9.95 ကီလိုမီတာကျွန်တော်ရပါတယ်တရားဟိုမှာဒါကြောင့်လည်းပြင်းရရင်ပေါ့ဗျာဖုန်းလေးထုတ်လိုက်ရိုက်လိုက်ပြေးလိုက်ပေါ့အဲ့လိုမှပဲအဆင်ပြေပါလေဖုန်းကလည်းနေရာတိုင်းမထုတ်ရဘူးခေါင်းလေးလိုက်ပြီးတော့လူတဲ့ခေါင်းလေးလူနေတော့ဒါကတော့ကျွန်တော်ရဲ့အင်းစိန်မျိုးရဲ့ကြက်သေးဆောင်အင်းစိန်ထောင်ပါအင်းစိန်ထောင်တေချာလည်းမရရဘူးဘာမှမသိလို့ဒါမလို့စောစီးပဲဒါတော့ကျွန်တော်ကျောင်းအာမကစနစ်ပါပေါတော့ကကျွန်တော်ငယ်တော့တက်ခဲ့ကျောင်းပါဒါတော့ပေါတော့ကလမ်းဆုံးပေါ့နော်အဲ့ဒီမှာအဆောက်အဦတွေကစိတ်ငယ်ရပါကမုန်းမနေပါလာတယ်ကြားတယ်ဒါတော့ခါဝရှိလဲပြန်လာပြီဒါကကျွန်တော်ပတ်ပြီလို့အင်းရှိရောက်ပြီးတော့ကျော်လျှော်ပေါ့ဗျာကျော်လျှော်ပါညာတော့ကီပြည့်ဖော်ရာဖြတ်တော့ကျော်ကလျှော်မှာဗျတော့မပြေးငယ်တခါပြေးတခါလျှော်မှာမိုးရဲ့ကြိုက်တာတွေခဲတိုင်းနားတွေကျင်းတာဖြစ်တယ်ကျော်တေချာလေးကျော်ထိုင်လျှော်ရတယ်ဗာနေတင်းတင်းပူပြီးတော့ပြေးသွားလို့ရှိပါတယ်ကျွန်တော်ဒီမြန်မာနိုင်ငံမှာရောက်တုံးလေးရှိတုံးလေးအပြင်းပြေပေါ့ဟောမဟုတ်ကျမကြီးလည်းကောင်းမယ်ညနေကြလို့ရှိရင်လည်းရက်တော့လို့ကောင်းမယ်ပေါ့နော်အဲ့လိုမျိုးလေးပြေးတာပေါ့အကျော်လေးတော့တခြားရှော့ကြအပြေးတဲ့လူတွေကတော့ဒါပါပဲဗျဒါကျွန်တော်ပြေးခဲ့တဲ့ my list ပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပေးလို့